တချင်းတွေထဲမှာလည်းပေါ်တော်တချင်းတွေရှိတာပဲအတိတ်ပဲမဲ့တဲ့တချင်းတွေရှိတာပဲပြောရင်နှခမ်းဒီမှာလေးတွေစိတ်ဆိုးမယ်ဟဲ့အောင်မင်းစော်တယ်ငါစော်ပူမိုက်တယ်ငါစော်ပူမိုက်တယ်ဘာချင်းလဲဟဲ့အောင်မင်းစော်တယ်ငါစော်ပူမိုက်တချင်းလားအဂီတလားကျွန်တော်မငင်းဘူးနော်စမ်းတိုင်းခန်းလိုက်ဟာနှခမ်းဒီမှာလေးတွေအသေးဆွဲဆိုတော့ဒါပေမဲ့ကျွန်တော်စမ်းတိုင်းခန်းလိုက်ကိုအထင်ကြီးတာတွေလေးစားတာတွေတတ်တတ်ရှိတယ်ဒီတချင်းတော့ကျွန်တော်သဘောမတူဘူးမင်းစော်တယ်ငါစော်ပူမိုက်တယ်ဟဲ့အောင်ငါစော်ပူမိုက်တယ်ကျွန်တော်လက်မခံဘူးကြိုက်ဒါပေမဲ့အချင်းတော့ပေါက်သွားပြီလက်ခံတာလက်မခံတာဘာသာနိုင်ငံလုံးတော့ပေါက်သွားပြီဘယ်လောက်ထိပေါက်တယ်လဲဆိုတော့မြန်မာမျိုးသမီးများနေ့ဇူလိုင်3ရက်နေ့မှာစမ်းတိုင်းဦးဆောင်တဲ့အဖွဲ့တိုက်ပုံအင်ကြီးအနက်တွေနဲ့စင်ပေါ်တက်လာတယ်ကျွန်တော်ကြည့်တယ်ဒီကောင်တွေဘာပြန်ဆိုမလဲပေါ့ဖွင့်လိုက်တယ်ဟဲ့မင်းစော်တယ်ငါစော်ပူမိုက်တယ်ငါစော်ပူမိုက်ဟာအောက်ကလူကြီးကတော့ဝင်ကြီးချုပ်ကတော့ဘာကတော့ညာကတော့အမလက်ကုတ်တွေဖုံဖုံတီးလို့လူကြီးကတော့တွေကတော့ဒီလိုလက်ကုတ်တန်တွေဖုံဖုံနေဆိုရင်တော့ပွဲပြတ်ပြီပေါ့အဲ့တော့စမ်းတိုင်းကလည်းပြန်ပြောတယ်ခင်ဗျားမကြိုက်ချင်နေပါတဲ့ဒါပေမဲ့တနိုင်ငံလုံးကကြိုက်တယ်ဗျာဆိုင်ကအဲ့လိုအောင်မြင်တော့နောက်ကဟဲလေးကလိုက်လို့တယ်တချင်းနာမည်ကစမူစာတဲ့စမူစာတော့ဘာကိုယဉ်ညွန်းတယ်ဆိုတာအားလုံးသိပါတယ်ဘန်းစကားရစမူစာဆိုတာဘာကိုယဉ်ညွန်းတယ်ဆိုတာအားလုံးသိပါစမူစာတဲ့အဲ့တော့ तू ကလည်းပြောတယ်ခင်ဗျားတို့မကြိုက်ချင်နေတယ်ကျွန်တော်အားပေးတဲ့လူကအများကြီးပဲတဲ့ဒါတချင်းလားတချင်းတွေထဲမှာလည်းပေါ်ပဲချင်းတွေထွက်လာတယ်ရုပ်ရှင်ဇာတ်ကားတွေမှာလည်းပေါ်ပဲဇာတ်ကားတွေထွက်လာမြင့်မြတ်နာမည်ကြီးတယ်မြင့်မြတ်တကားကို3800ပေးရတယ်မြင့်မြတ်နဲ့ရိုက်ခွင့်ရဖို့3800ပေးရတယ်ကျွန်တော်သား2ယောက်ကဗမာကားကြိုက်တယ်ဗမာကြိုက်တော့ကျွန်တော်ဖေးအားရရဲ့သားတို့ရုပ်ရှင်လိုက်ပြအေးကြည့်ဘာကားကြည့်မှလဲကျွန်တော်သားငယ်လေးကစကားတတ်တယ်ဘာကားလဲငါသားဟီဟာဖေးတဲ့ဟီဟာသားငယ်လေးအဖေမင်းနေတယ်ဘာကားလဲလို့ဟီဟာဖေးတဲ့မင်းငါစိတ်တော်မလုံးနဲ့တော့လို့မင်းတို့ညီကိုတွေဟာတာကားကြိုက်မှန်းငါသိတယ်ဟာတာကားဟီဟာမှန်းလည်းငါသိတယ်ငါမင်းနေတာအခုဇာကားနာမည်ဘာလဲလို့ငါမင်းနေတာငါစိတ်တော်လာပြီနော်လို့သားငယ်လေးကကျွန်တော်ထက်ပိုပြီးစိတ်တိုးပါတယ်ဇာကားရဲ့နာမည်ကဟီဟာပါဆိုမှပြတယ်အဖေကလည်းဘာမှလည်းမသိဘူးလေကျွန်တော်တယ်လီဖုန်းလေးလာထိုးပြတော့ကြည့်လိုက်တော့ဇာကားရဲ့နာမည်ကဟီဟာအဓိကသရုပ်ဆောင်ကမြင့်မြတ်ဟိုကျွန်တော်ပြောတာနာမည်ပေးစရာအဲ့လောက်ရှားလားမစဉ်းစားပါမနာမည်ပေးစရာအဲ့လောက်ရှားလားကျွန်တော်ပြောတာနိုင်ကြမှုကိုပြောနေတာနော်ရှိပါတယ်ရှေ့မှာလဲစိုက်တက်ကားတွေဇာကားနာမည်ဖတ်လိုက်တာကျွန်တော်မှတ်မိတာတော့သရုပ်ဆောင်ပွင့်ပါတယ်ပွင့်ဇာကားနာမည်ကြည့်လိုက်တော့ငါနှမလေးပွားသွားပြီတဲ့အဲ့တော့ကျွန်တော်တခုံးပြန်မေးလိုက်ပါတယ်မင်းနှမပွားတော့ငါဘာလုပ်ရမှာတော့ဒီတကောင်းတဲ့နာမည်မရှိဘူးလားအကားအချစ်အနှစ်ကမြတ်တာကြော့ကိုချစ်မလားစော့ကိုချစ်မလားဒီဆောင်ဟေးမန်အပြန်လန်းမှချစ်မြတ်တာဆိုလိုတာကကောင်းကန်းဇာကားနာမည်တွေအများကြီးပဲဟုတ်တယ်နော်ကြော့နှစ်ကြော့တီးကိုတီးအစရှိတော့အခုတော့ဇာကားနာမည်ကငါနှမလေးပွားသွားပြီမင်းနှမပွားတော့ငါဘာလုပ်ရမှာတော့ဇာကားနာမည်ဟီဟာရုပ်ရှင်နေကြာဆုံးသွားတယ်တချင်းနေကြာဆုံးသွားအဲ့လိုပဲစာပေစင်လဲကြာဆုံးကောင်းကြာဆုံးပါလိမ့်မယ်ကျွန်တော်ပြောတာနားလည်မလားမသိဘူးကြာဆုံးရင်ကြာဆုံးအောင်လုပ်တဲ့သူကိုဝေဖန်လေဗျာကောင်းကောင်းမွန်မွန်ဖော်ဆောင်နေတဲ့လူတွေကိုတော့မထိခိုက်နဲ့လေကျွန်တော်တို့ကသချင်းဆိုနေတဲ့သချင်းအစိုးရတွေအားလုံးကအသုံးမကျဘူးလို့ကျွန်တော်တခေါက်မှမပြောဘူးဟုတ်သလားဆိုင်ခန်းလိုက်ကိုတောင်အဲ့ဒီတပုတ်ထဲသဘောမတူတာလို့ကျွန်တော်ပြောတယ်ဟဲလေးကိုတောင်အဲ့ဒီတပုတ်ထဲသဘောမတူတာလို့ကျွန်တော်ပြောတယ်သူတို့ကောင်းတဲ့သချင်းတွေတတ်ရှိတယ်ကျွန်တော်တို့အဲ့လောက်ဒီစီကန်းရှိတယ်ရုပ်ရှင်ဇာတ်ကားတွေမှာလည်းအဲ့ဒီတပုတ်ထဲကိုပဲကျွန်တော်တို့ကအဲ့ဒီတကားထဲကိုပဲကျွန်တော်တို့ကပြောနေတာကျန်တဲ့သူတို့ကောင်းတဲ့ဇာတ်ကားတွေရှိကောင်းရှိဘယ်နဲ့ကျွန်တော်တို့ကြာမှာအခုဟိုလူကဝိုင်းဆဲဒီလူကဝိုင်းဆဲအဲ့လိုတော့မဖြစ်ထိုက်ဘူးထင်ပါတယ်အတောင်းထားတဲ့ဒီမိုကရေစီနဲ့ကျွန်တော်တို့ဖြတ်သန်းနေတဲ့ဘုံဘန္ဒရာနဲ့ကတော့တိတ်တော့မကိုက်ဘူးအဲ့တော့အဓိကပြောချင်တာပါလေကျွန်တော်တိုင်းပြည်ကျွန်တော်နိုင်ငံရဲ့ဝင်းနေစရာကောင်းလောက်တဲ့ကြာရှုံးမှုတစ်ကျွန်တော်ပညာကောင်းမတတ်ဘူးပညာကောင်းမတတ်ဘူးနှစ်စာပေအနုပညာနဲ့တအားဝေးသွားတော့ဘာသာတရားအပေါ်မှာလည်းကျွန်တော်တို့လေးလေးနက်နက်မရှိဘူး
ပြောစရာတွေတော့အများကြီးကျွန်တော်အချိန်နဲ့ကျွန်တော်၃ချက်ပဲပြောမှာ